ကျွန်တော်ကူထဲမှာ3နာရီလောက်ပဲကြာခဲ့ပေမဲ့အပြင်ဘက်ကိုပြန်ထွက်လာတဲ့အချိန်မှာတော့ကဘာပေါ်မှာနှစ်ပေါင်း3000တောင်ကုန်ဆုံးသွားခဲ့ပါပြီကဘာမြေကြီးဟာလည်းညဉ့်ညမ်းမှုတွေကြောင့်လုံးဝတဲကန်နာရကြီးဖြစ်လို့နေခဲ့တာပါကျွန်တော်ရဲ့အကူအညီလမ်းတောင်းဖို့အတွက် GPS ဖုန်းကိုထုတ်ပြီးအမြင့်ဆုံးနေရာတစ်ခုပေါ်ကိုတက်ခဲ့ပါတယ်ဒါပေမဲ့စိတ်ရက်စရာကောင်းတာကလူသားတွေအားလုံးဟာအာကာသထဲကိုပြောင်းရွှေ့ခြေစိုက်သွားကြပြီဆိုတာကိုသိလိုက်ရလို့ပါပဲကဘာပေါ်မှာကျွန်တော်ကိုလာခဲ့မဲ့သူတယောက်မှမရှိတော့ပါဘူးအဲ့ဒီချိန်မှာပဲတဲမုန်တိုင်းတစ်ခုကအရှိန်ဟုန်နဲ့လာနေတာကြောင့်ကျွန်တော်ရဲ့ကူရဲကိုအမြန်ဆုံးပြန်ပြေးဝင်ခဲ့ရပါတယ်ပြီးတော့ကျွန်တော်မြင်ခဲ့ရတဲ့အရာတွေကိုသူငယ်ချင်းတွေကိုပြောပြပေမဲ့ဘယ်သူမှမယုံကြပါဘူးဘာလို့လဲဆိုတော့သူတို့မြင်မှာကျွန်တော်ပျောက်သွားတာ3စက္ကန့်ပဲရှိသေးလို့ပါကံကောင်းချင်တော့ကျွန်တော်စီမှာအဆုံးမှတ်တမ်းတင်ထားတဲ့ကင်မရာတစ်လုံးရှိနေခဲ့ပါတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုသူတို့ကိုပြလိုက်တဲ့အခါမှာတော့အားလုံးပါဆက်အဟောင်းသားဖြစ်သွားကြတာပေါ့သူတို့စီမှာ3စက္ကန့်ပဲကုန်သွားပေမဲ့ကျွန်တော်ကင်မရာထဲမှာတော့နဲ့နာရီစာဗီဒီယိုဖိုင်ကြီးရှိနေခဲ့တာလေဒီတော့မှဒီကူဝဲကအချိန်စီးဆင်းမှုဟာအပြင်ကဘာထက်အဆမတန်နေကွေးနေတယ်ဆိုတာကိုကျွန်တော်တို့သဘောပေါက်သွားကြပါတယ်။ကူဝမှာလင်းခနဲဖြစ်နေတဲ့အလင်းရောင်ဟာမုန်တိုင်းတိမ်တိုက်တွေမဟုတ်ပဲနေမင်းကြီးအရှိန်ဟုန်နဲ့ထွက်လိုက်ဝင်လိုက်ဖြစ်နေရပါတနည်းအားဖြင့်ပြောရရင်ကူဝမှာတစ်ချက်လင်းသွားတိုင်းအပြင်ကဘာမှာတဲ့အရက်ကုံဆုံးသွားတာပဲဖြစ်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဂျင်နီကဒန်နာရီလာထာဝရနုပြိုချင်းစန်းရည်တွင်ဟာဒီနေရာပဲဖြစ်ရမယ်လို့ချက်ချင်းတွေးမိသွားပါတယ်ဒန်နာရီထဲမှာတော့ဒီကူထဲကိုဝင်လာတဲ့သူဟာဘယ်တော့မှမအိုမင်းပဲထာဝရနုပြိုနေမယ်လို့ဆိုလို့ရှိခဲ့တာပါကျွန်တော်တို့စကားပြောနေကြတဲ့အချိန်လေးတွင်းမှာတင်အပြင်ကဘာမှာနှစ်ပေါင်းရာနဲ့ချီပြီးကုံဆုံးသွားခဲ့ပါပြီအခြေအနေအလုံးကိုတေချာအောင်ထပ်ပြီးအတီးပြုဖို့အတွက်ကျွန်တော်ကူအပြင်ဘက်ကိုဒုတိယအကြိမ်ထွက်ဖို့ဆုံးဖြတ်လိုက်ပြီးပြန်ထွက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအဖွဲ့ဝင်တယောက်ကတခုခုထူးဆန်းနေရကိုတတိထားမိသွားပြီးကျွန်တော်ရိုက်ကူးခဲ့တဲ့ဗီဒီယိုဖိုင်ကိုတေးသေးချာချာပြန်ပြီးစစ်ဆေးကြည့်လိုက်ပါတော့တယ်